အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ unit 8ရဲ့ပေါ့နော် unit 8ရဲ့အခန်း3လေးကိုဆက်သွားပါမယ်ရှင်နံပါတ်1ကကြတော့ K တတိပေးတာ K တတိပေးသည် K ကိုခုစုလို့တတိပေးသည်နော်မျက်ခင်းပေါ်မှာဘာမှန်းမသိတဲ့ဘာမှန်းမသိတဲ့အရာတွေကိုပြောပြီးတော့တတိပေးနေတယ်လို့မှတ်နော်မျက်ခင်းပေါ်မှာဘာမှန်းမသိတာတွေကိုပြောပြီးတော့တတိပေးနေတယ်လို့မှတ်မယ်မျက်ခင်းပေါ်မှာဘာမှန်းမသိတာတွေကိုနောက်ထပ်ပြောပြီးတော့တတိပေးနေတယ်လို့မှတ်မယ်မျက်ခင်းပေါ်မှာဘာမှန်းမသိတာတွေကိုပြောပြီးတော့တတိပေးနေတယ်လို့မှတ်မယ်K တတိပေးသည်နော် K တတိပေးသည်ညခေးပေါ်မှာဘာမှမသိတာတွေကိုနောက်ထပ်ပြောပြီးတော့တတိပေးနေတယ်လို့မှတ်မယ်နော်အဲ့လိုမျိုးမှတ်မယ်ညခေးပေါ်မှာဘာမှမသိတာတွေကိုနောက်ထပ်ပြောပြီးတော့ပြောပြီးတော့တတိပေးနေတယ်လို့မှတ်မယ်နံပါတ်2ကကြတော့စဆုရေးတာK စဆုလေ K စဆုကရေးတာတွေယူပြီးတော့ပြောလိုက်တာအမိုးအောက်မှာဒီခန်းကြီးကြတော့အရှိမတင်သွားတယ်ပွဲတော်ဆိုတဲ့ခန်းကြီးနော်အမိုးအောက်ကပွဲတော်မှာအမိုးအောက်မှာပွဲတော်ကျင်းပနေလို့ရဲသားတွေစောင့်နေတယ်ရဲတွေကစောင့်နေတယ်လို့မှတ်မယ်အမိုးအောက်မှာဒီခက်ကျကြတော့အရှိမပြောရတယ်ပွဲတော်နော်မာဆူရီဆိုတဲ့ပွဲခန်းကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမိုးအောက်မှာရဲသားတွေစောင့်နေတာအမိုးအောက်မှာပွဲတော်ကျင်းပနေလို့ရဲတွေကစောင့်နေတယ်လို့မှတ်မယ်ခိဆတ်ဆိုရဲသားနော်ခိဆတ်ဆိုကရဲသားတောလုံးမြကြတော့ခံခိခံရဲတာခုနကတော့ကြတော့ခိဆတ်ဆိုနော်ခိဆတ်ဆိုကရဲခိဆတ်ဆိုကရဲတာခိခံလည်းရဲတာပဲဒါကြတော့အမိုးအောက်မှာဒါလေးကြတော့ပြတင်းပေါက်လေးတွေလို့မှတ်လိုက်မယ်ဒါကိုကြတော့ပြတင်းပေါက်လေးတွေလို့မှတ်ပြီးတော့အမိုးအောက်ကအစာဦးထဲမှာရဲသားတွေရှိရလို့မှတ်မယ်အမိုးအောက်ကအစာဦးထဲမှာရဲသားတွေရှိရလို့မှတ်မယ်ဒါပြတင်းပေါက်တွေရှိနေတဲ့အစာဦးလို့မှတ်လိုက်ပြီးတော့အမိုးအောက်ကအစာဦးထဲမှာရဲသားတွေရှိနေတယ်လို့မှတ်မယ်ခိခံနဲ့ခိဆတ်ဆိုတာဘာကွာလဲဆိုတာပြပြမယ်ခိဆတ်ဆိုတာကြတော့အဖွဲ့အစည်းအဖွဲ့လိုက်ကိုပြောတာနော်ရဲအဖွဲ့အစည်းအဖွဲ့လိုက်ကိုပြောတာအုပ်စုဖွဲ့ကိုပြောတာနော်ရဲအဖွဲ့တို့ဘာလို့အဲ့လိုမျိုးအဖွဲ့အစည်းအဖွဲ့လိုက်ကိုပြောတာခိခံကြတော့သူကရဲသားတယောက်ချင်းစီတဦးတယောက်ကိုရည်ညွှန်းပြီးတော့ပြောတာအဲ့လိုမျိုးပြောတာနံပါတ်4လုံးမြောက်ခန်းကြီးကခုနော်4လုံးမြောက်ခန်းကြီးကြတော့ခုအစီခက်စားတင်တာလို့မှတ်မယ်ခုဆိုလို့အစီခက်စားတင်သည်ဒါလေးကိုဘယ်လိုမှတ်မယ်ဆိုလို့ရှိရင်
ဒီအရှိအစိပ်ပိုင်းလို့ကြာဝါတက်ရှိနိုနိုအဲ့ခတာခနာရဲ့နိုလေးနဲ့တူတဲ့အတွက်ကြောင့်မလို့နိုနိုလို့အမြဲတမ်းမှတ်ပြီးသွားတာဟောဒါဆိုလို့ရှိရင်နိုနိုကဒီအစိပ်ပိုင်းကိုကြည့်ဒီစိပ်ပိုင်းနိုနိုကဒါကကြတော့စနီနေ့ကဒိုရောပြီခန်းကြည့်နဲ့မတူလားတူရဟောအဲ့ဒါဆိုတော့နိုနိုကစနီနေ့မှာပါဇက်နဲ့အစီခက်စားတင်တယ်လို့မှတ်မယ်စနေနေ့မှာနော်သူနားကျင်တဲ့အကြောင်းကြီးပြောပြီးတော့ report တင်တဲ့အစီခက်စားတင်တယ်လို့မှတ်နိုကစနေနေ့မှာပါဇက်ကနေပြောတယ်ပေါ့နော်သူနားကျင်လို့ပေါ့အစီခက်စားတင်တယ်နိုကစနေနေ့မှာစနေနေ့မှာပါဇက်ကနေပြောပြီးတော့အစီခက်စားတင်တယ်လို့မှတ်နော်နိုကစနေနေ့မှာပါဇက်ကနေပြောပြီးတော့အစီခက်စားတင်တယ်လို့မှတ်မယ်ဟိုခိုကူစုရုအစီခက်စားတင်သည်အမှငါးလုံးမြကကြတော့မိုင်အရွက်1ရွက်2ရွက်3ရွက်4ရွက်မှာရေတဲ့မိုင်အရွက်တစ်ပင်နေမရှိတော့ဘူးဆိုတာအရွက်စက်ကူရွက်တွေပြုတ်လိုက်လို့မှတ်နော်ဒါမိုင်းစုဆိုရင်အရွက်ရေတက်တာမိုင်းစုဆိုလို့ရှိရင်အရွက်အရေအတွက်ကိုပြောတာအပင်တွေမရှိတော့ဘူးဆိုတာစာရွက်တွေဖြစ်ကုန်လို့အဲ့လိုမှတ်လဲရတယ်အပင်တွေမရှိတော့ဘူးဆိုတာစာရွက်တွေဖြစ်ကုန်လို့အပင်တွေမရှိတော့ဘူးဆိုတာစာရွက်တွေဖြစ်ကုန်လို့လည်းမှတ်လို့ရတယ်တစ်ပင်တွေမရှိတော့ဘူးဆိုတာစာရွက်တွေပြုတ်လိုက်လို့စက်ကူတွေပြုတ်လိုက်လို့စက်ကူတွေဖြစ်ကုန်လို့စာရွက်တွေဖြစ်ကုန်လို့เนาะစစ်ပြီးတို့မှတ်လို့ရတယ်မိုင်တစ်ပင်တွေမရှိတော့ဘူးဆိုရင်တစ်ပင်ကနေစက်ကူကုတ်ချမ်းအဖြစ်ထုတ်လို့ရတယ်လေဒါကြောင့်မလို့တစ်ပင်တွေမရှိတော့ဘူးဆိုတာစက်ကူကုတ်ချမ်းထုတ်လို့လိုက်လို့စက်ကူတွေထုတ်လို့လိုက်လို့မှတ်မယ်6လုံးမြခဲကြီးခန်း6လုံးမြခဲကြီးကခန်းနွားဒါလူဒါကနွားလူတွေကခန်းဆိုတာကြတော့ကိစ္စနော်ကိစ္စရှိခံကိစ္စလို့မှတ်မယ်ရှိခံကိစ္စလူတွေကနွားနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်နော်လူတွေမှာလဲနွားနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်လို့မှတ်မယ်ဒါမှမဟုတ်လို့ရှိရင်လူတွေမှာလဲနွားတွေနဲ့အလုပ်လုပ်ရတဲ့ကိစ္စတွေရှိတယ်ဟုတ်တယ်မလားအခုမြန်မာနိုင်ငံဆိုလို့ရှိရင်ဒါစိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံလေစိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဆိုတော့အခုဆိုလို့ရှိရင်တော့နွားတွေကတပြေးနဲ့ပပျောက်ကုန်ပြီပေါ့နော်တပြေးနဲ့နဲလာပြီဒီတော့ဆိုလို့ရှိရင်နွားတွေကိုပဲအားကိုပြီးအလုပ်လုပ်ကြရတာဒီတောက်သူကြီးတွေဆိုနွားတွေကိုပဲအားကိုပြီးအလုပ်လုပ်ကြရတာဟုတ်စက်မှုတွေဒီမဖြစ်ထိုးခင်တော့ပါနော်ဒီလိုမျိုးမတွင်ကျခင်ကာလတော့ပါပေါ့အခုချိန်မှာလဲတချို့နေရာဒေသတွေမှာဆိုနွားတွေကိုအတုပ်ပြုနေစေပါပဲเนาะဒါပေမဲ့အရင်နဲ့ရှင်လို့ရှိရင်တော့အများကြီးတော့နေသွားပြီပေါ့အဲ့လိုမျိုးပဲဒီလူတွေမှာနွားတွေနဲ့အလုပ်လုပ်ရတဲ့ကိစ္စတွေရှိတယ်เนาะလေတွေပါလေးထွန်တာတို့ပါလို့လေအဲ့လိုမျိုးလူတွေမှာနွားတွေနဲ့အလုပ်လုပ်ရတဲ့ကိစ္စတွေရှိတယ်လို့မှတ်မဲ့ရှိခံကိစ္စခုနှလုံးမြောက်ခဲကြီးကကြတော့ခုခုနှလုံးမြောက်ခဲကြီးကခုဒိုခုခါခုအဲ့လိုမျိုးတုံးနေမှာနော်ခုသူများတက်ကနဲ့တွဲပြီးတော့တုံးရတာတွဲလို့စလုံးသူကရိယာတစားပလာလို့မှတ်ဒါဘယ်လိုမှတ်မလဲဆိုလို့ရှိရင်တက်ပုတ်ရိုက်နေတာကရိယာပစ္စည်းတွေကိုတက်ဖို့ရိုက်နေတာလို့မှတ်မယ်ကရိယာပစ္စည်းတွေကိုတက်ဖို့ရိုက်နေတာလို့မှတ်မယ်ဒိုကုပစ္စည်းကရိယာခါကုအိမ်အောင်ပြိဘောကဒိုကုပစ္စည်းကရိယာနော်
ဒီလိုမှတ်လေးရတယ်မျက်လုံးနဲ့ပရိဘောကရှိခုဝဲလာတယ်လို့မှတ်မယ်မျက်လုံးနဲ့ပရိဘောကရှိခုဝဲလာတယ်လို့မှတ်အဲ့လိုမှတ်လေးရတယ်ဒါမှမဟုတ်လို့ရှိရင်ရှာရှင်းဆိုတဲ့ရှာရှင်းမှပါတယ်ပေါ့နော်ခန်းကြီးအစိတ်အပိုင်းနေနဲ့နည်းနည်းစင်တဲ့အတွက်ကြောင့်မို့လို့ရှာရှင်းမှပါတယ်ရှင်းကိုမှတ်မိလားမသိဘူးရှာရှင်းမှပါတယ်ရှင်းရကြတော့ဒီလိုမျိုးသူနဲ့နည်းနည်းစင်တယ်ရှာရှင်းမှပါတယ်ရှင်းရကြတော့ဒီလိုအဲ့တော့ဘလို့ခွဲမှန်မယ်ဘလို့ခွဲမှန်မလဲဆိုလို့ရှိရင်ဒီလိုမျိုးအပေါ်က30ပါလို့ရှိရင်ရှင်းရှာရှင်းရရှင်းလို့မှတ်ပြီးတော့အပေါ်က30မပါဘူးဆိုလို့ရှိရင်ဒိုးကုလို့ခါကုတို့ကဒီခုလို့မှတ်မယ်နော်ဒိုးကုကရိယာတစပလာခါကုအိနာပရိဘောကလို့မှတ်မယ်အပေါ်က30မပါဘူးဆိုလို့ရှိရင်ဒိုးကုကရိယာတစပလာခါကုဒီအိနာပရိဘောကလို့မှတ်မယ်အပေါ်က30ပါတယ်ဆိုရင်10မိနစ်လောက်ဓာတ်ပုံရိုက်တယ်လို့မှတ်မယ်နော်အပေါ်က30ပါရင်10မိနစ်လောက်ဓာတ်ပုံရိုက်တယ်လို့မှတ်မယ်ဒီခန်းကြီးကနည်းနည်းစင်တဲ့အတွက်ကြောင့်မို့လို့ဟိုမှားမှဆိုလို့ပေါ့နော်အဲ့လိုမျိုးတင်ဂီတလေးနဲ့မှတ်မယ်ဒီအပေါ်က30ပါတယ်ဆိုလို့ရှိရင်10မိနစ်လောက်ဓာတ်ပုံရိုက်တယ်လို့မှတ်မယ်နော်ဒီ30မပါဘူးဆိုလို့ရှိရင်ပစ္စည်းကရိယာအိနာပရိဘောကလို့မှတ်မယ်ရှစ်လုံးမြောက်ခဲကြီးကရှစ်လုံးမြောက်ခဲကြီးကဖြစ်နိုင်တော့နော်ဖြစ်နိုင်တော့သူ့ရဲ့အစိတ်လိုက်တစ်ချက်ကြည့်ဘာမှမသိဘူးဖြစ်နိုင်ခြေရှိတယ်ဘာမှတော့မသိဘူးဖြစ်နိုင်ခြေတော့ရှိတယ်ပြမျိုးမှတ်မယ်ဘာမှတော့မသိဘူးဖြစ်နိုင်ခြေတော့ရှိတယ်ဘာလို့ဘာမှမသိဘူးဖြစ်နိုင်ခြေလို့ရှိလဲလို့မှတ်ပေးရလဲဆိုလို့ရှိရင်နာနီဆိုတဲ့ခဲကြီးကိုမှတ်မိတာဟုတ်ဒီနတ်နေလေးနဲ့စင်တဲ့အတွက်ကြောင့်မလို့မတူဘူးเนาะစင်တဲ့အတွက်ကြောင့်မလို့ယူပြီးတော့မှတ်လိုက်တာပါဘာမှမသိဘူးဖြစ်နိုင်ခြေရှိတယ်ကနော်ခါနိုးနာဖြစ်နိုင်ခြေရှိတော့ခါနိုးစီတို့ခါနိုးနာတို့ကိုတည်တော့ခါနိုးနာဖြစ်နိုင်ခြေရှိတော့အဲကြောင့်ဘာမှတော့မသိဘူးဖြစ်နိုင်ခြေရှိတယ်လို့မှတ်မယ်ဘာလို့ဖြစ်နိုင်ခြေရှိတယ်လို့မှတ်ပေးရလဲဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်နာနီခန်းကြီးနာနီရဲ့အနောက်ပိုင်းလေးနဲ့တူတယ်နာနီရဲ့အနောက်ပိုင်းလေးနဲ့တူတဲ့အတွက်ကြောင့်မို့လို့ရှေ့ကလူပါတယ်ဆိုလို့ရှိရင်နာနီလို့မှတ်ရှေ့ကလူပါတယ်ဆိုရင်နာနီလို့မှတ်မယ်ဘာလဲပေါ့နော်လူမပါဘူးဆိုလို့ရှိရင်ဖြစ်နိုင်ခြေရှိတယ်လူမပါရင်ဖြစ်နိုင်ခြေရှိတယ်လို့မှတ်မယ်လူပါရင်ဖြစ်နိုင်ခြေမရှိဘူးလူမပါဘူးဆိုရင်ဖြစ်နိုင်ခြေရှိတယ်လို့မှတ်မယ်လူပါလို့ရှိရင်နာနီလို့မှတ်မယ်ဒါဆိုတခန်းပြီးသွားပြီနော်တခန်းပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခန်းဆက်သွားမယ်နော်အခန်းရှိရဲ့နံပါတ်4အခန်းရှိရဲ့မဟုတ်ပါဘူး unit 8ရဲ့အခန်း4ဒါတွေပြောနေတာမသိတော့နံပါတ်1ကကြတော့ဂိတ်အနုပညာဂိတ်အနုပညာဂိတ်ဂျီစုအနုပညာမြက်ခင်းပေါ်မှာဟိုဘက်ဒီဘက်မှုသွားတာအနုပညာစံတယ်ဒါမှမဟုတ်ရှင်ဒီအောက်အစိတ်ပိုင်းကိုဒီအောက်အစိတ်ပိုင်းကဒီမှာဒါဆိုလို့ရှိရင်တဆင့်ပြောရဲဆိုရဲခန်းကြီးဟောဒါဆိုတဆင့်ပြောရဲဆိုရဲခန်းကြီးဒါဆိုလို့ရှိရင်လိတ်ကြတယ်ဆိုရဲခန်းကြီးအဲ့တော့ဘယ်လိုမှတ်မလဲဆိုလို့ရှိရင်မြက်ခင်းပေါ်ကိုလိတ်သွားတာအနုပညာစံတယ်လို့မှတ်မယ်နော်မြက်ခင်းပေါ်ကိုလိတ်သွားတာအနုပညာစံတယ်လို့မှတ်မယ်မြက်ခင်းပေါ်ကိုလိတ်ကြသွားတာမြက်ခင်းပေါ်ကိုလိတ်ကြသွားတာအနုပညာစံတယ်လို့မှတ်မယ်ဂေဂျစ်စုအနုပညာ
ဒါပေမဲ့နှလုံးမြောက်ခံကြည့်ရကိုင်အေပကြီးအေကပကြီးရုပ်ဘကချက်ပကြီးစိတ်ပိုင်းတစ်ချက်ကြည့်မယ်အချီအမြင်အဲ့တော့ဘလို့မှတ်မလဲဆိုလို့ရှိရင်အချုပ်ရင်းနဲ့တွေးခဲ့တဲ့ပုံကိုဆွဲတယ်အချုပ်ရင်းတွေးခဲ့တဲ့ပုံကိုဆွဲခိုင်းလိုက်တယ်လို့မှတ်အချုပ်ရင်းနဲ့တွေးခဲ့တဲ့ပုံဆွဲခိုင်းလိုက်တယ်လို့မှတ်မယ်အချီအမြင်ပါတော့အချုပ်တယ်လို့ယူမှတ်မယ်ဒါတွေးတယ်ဆိုတဲ့ခံကြီး IMS တွေ့တယ်ဆိုတဲ့ခန်းကြီးအဲ့တော့အချုပ်ရင်းနဲ့တွေ့တဲ့ပုံဆွဲခိုင်းလိုက်တယ်။ကိုင်အေးဆိုတာပကြီးရုပ်ပုံအဲ့တော့အချုပ်ရင်းနဲ့တွေ့ခဲ့တဲ့ပုံဆွဲခိုင်းလိုက်တယ်လို့မှတ်မယ်။အချုပ်ရင်းနဲ့တွေ့ခဲ့တဲ့ပုံဆွဲခိုင်းလိုက်တယ်လို့မှတ်မယ်နော်။အွန်ရောမီရောခွန်းရောမီရောမမြအောင်လို့အတရှိကဒီစိတ်ပိုင်းရောအွန်ရောမီရောခွန်းရောမီရောမမြအောင်လို့မပေးတာနော်တောလုံးမြခန့်ကြီးဆိုင်တောလုံးမြခန့်ကြီးရဆိုင်တန်းဆိုင်ပါရမီရှင်တန်းဆိုင်ပါရမီရှင်ဆိုင်အသက်မှာလည်းတော်တယ်နော်နိဆိုင်လို့နော်နိဆိုင်ဆိုရင်နှစ်နှစ်လေအဲ့လိုမျိုးအသက်မှာတုံးတယ်ဆိုင်ဒါလေးကိုတော့ချရေးပြီးတော့ပဲမှတ်လိုက်နော်ချရေးပြီးတော့ပဲမှတ်မိအောင်လို့လုပ်လိုက်နော်ဒါကြတော့မှတ်ပေးဖို့ကကြာဘလို့မှတ်ပြရမှန်းမသိဘူးဆိုင်အသက်မှာတုံးတယ်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်အဲ့လိုမျိုးအသက်ရည်တဲ့အခါမှာတုံးတယ်ဆိုင်ဒါမှမဟုတ်ရှင်ဒီလိုမျိုးမှတ်မယ်ဒါအိုလေးနဲ့တူတယ်ဟုတ်အသက်ဆိုတာအိုလာတက်တယ်လေအသက်ဆိုတာအိုလာတက်တယ်အဲ့လိုမျိုးမှတ်လဲရနော် no နံပါတ်၄လုံးမြတ်ခဲကြည့်ရ no ခါနိုးနာဖြစ်နိုင်တော့ခုနအရှိမကောက်ပြောပြီးသွားရင်နော်အခုခါနိုးနာဖြစ်နိုင်တော့မှုသွားတယ်လာကပါစီကိုမှုသွားဖို့ထိုင်နေတဲ့လူတွေလည်းဖြစ်နိုင်ခြေရှိပါတယ်မှုသွားဖို့လာကပါစီကိုမှုသွားဖို့ရွေ့သွားဖို့ဟာထိုင်နေတဲ့လူတွေကလည်းဖြစ်နိုင်ခြေရှိပါတယ်ခနဲ့တူရက်တူနဲ့ပြောတာပါနော်ထိုင်နေကြီးဘာမှမလုပ်မှတော့မှုဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးလေစူးစမ်းတဲ့လူတိုင်းပဲအောင်မြင်ပါလေမဟုတ်ဘူးလားဒါဆိုရင်ခနဲ့တာပေါ့မှုဖို့နော်မှုသွားတယ်လာကပါဘောကိုမှုသွားဖို့ကထိုင်နေတဲ့လူတွေလည်းဖြစ်နိုင်စေရှိပါတယ်လို့မှတ်မယ်ခနိုနာဖြစ်နိုင်တော့ဖုခနိုနာမဖြစ်နိုင်တော့ငါလုံးမြောက်ခံကြီးဥစုကုရှိလာပါတော့သူများနဲ့တွေ့လို့ရှိပြီဥစုကုရှိလာပါတော့သူများနဲ့တွေ့ပြီနှစ်ရသုံးရအိုခီကြီးရအဲ့တော့ဘလို့မှတ်မလဲဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်အရွယ်တွေကကြီးတဲ့အထိဘီတွေကလှပကြတယ်လို့မှတ်မယ်နော်နှစ်နှစ်သုံးနှစ်အရွယ်တွေကနေပြီးတော့ကြီးတဲ့အထိဘီတွေကလှပကြတယ်လို့မှတ်မယ်ဘီဆိုတာသူများနဲ့တွေ့ရင်ဘီသူများနဲ့တွေ့လို့ရှိရင်ဘီနော်ဥစုကုရှိလှပတော့ဥစုကုရှိရလှပတော့နှစ်နှစ်သုံးနှစ်အရွယ်တွေကနေကြီးတဲ့အထိဘီတွေကလှပကြတယ်လို့မှတ်မယ်ဘီကျုစုဆိုတာလည်းအနုပညာပဲဘီကျုစုဆိုတာလည်းအနုပညာပဲအပေါ်မှာပြောခဲ့တဲ့ဂေးကျုစုကလည်းအနုပညာပဲ
နော်ဂေးကျွစုကလည်းအနုပညာဘီကျွစုနဲ့ဂေးကျွစုဘာကလဲဆိုလို့ရှိရင်ဂေးကျွစုကကြတော့သူကအနုပညာအကုန်လုံးကိုပြောတာအနုပညာအကုန်လုံးကိုပြောတာဘယ်အနုပညာကိုပဲဖြစ်ဖြစ်အနုပညာနဲ့ပတ်သက်တာတော့အဲ့လိုမျိုးအနုပညာအကုန်လုံးကိုပြောတာဘီကျွစုကကြတော့သူကကြတော့အမြင်နဲ့ကြည့်လို့ရတဲ့အနုပညာမှာပုံလေးပကြီးကားတွေအနုပညာပြခိုင်းနေအဲ့လိုမျိုးမြင်နဲ့ကြည့်လို့ရတဲ့အနုပညာကိုကြတော့ဘီကျွစုကိုပြောဘီကျွစုကအမြင်နဲ့ကြည့်လို့ရတဲ့အနုပညာကိုပြောတာမြင်နဲ့ကြည့်လို့ရတဲ့အနုပညာတွေကိုပြောလို့ရှိရင်ဘီကျွစုကိုတုံးပြီးတော့ဂေးကျွစုကကြတော့အနုပညာအကုန်လုံးကိုပြောတာဘလို့အနုပညာပဲဖြစ်ဖြစ်ပြောလို့ရှိရင်အနုပညာလို့ပြောလိုက်တာ ਨੇ အနုပညာလို့ပြောမယ်ဆိုလို့ရှိရင်ဂေးကျွစုကိုတုံးတယ်အဲ့ဒီမှာမှအမြင်နဲ့ကြည့်လို့ရတဲ့အနုပညာမျိုးဆိုလို့ရှိရင်ဘီကျွစုကိုတုံးတယ်6လုံးမြောက်ခန်းကြီးiku သွားသည် ikimas okunaimas ကျင်းပါသည်သူများနဲ့တွေ့လို့ရှိရင်ကျော်ခိုးသူများနဲ့တွေ့ရင်ကျော်ခိုးလူတွေကသွားတယ်သွားကြတယ်လို့မှတ်မယ်လူတွေကတစ်ခါနှစ်ခါသွားကြတယ်လို့မှတ်မယ်လူတွေကတစ်ခါနှစ်ခါသွားကြတယ်လို့မှတ်မယ်လူတွေကတစ်ခါနှစ်ခါလားခိုးပြီးတော့သွားကြတယ်လို့မှတ်မယ်သူများနဲ့တွေ့လို့ရှိရင်ခိုးလူတွေကတစ်ခါနှစ်ခါလားခိုးပြီးတော့သွားကြတယ်လူတွေကတစ်ခါနှစ်ခါလားခိုးပြီးတော့သွားကြတယ်ဒါမှမဟုတ်လို့ရှိရင်လူတွေကနှစ်ချက်ဆိုတော့လူတွေကတရက်ကိုတစ်ခါလောက်ခိုးပြီးတော့တွားကြတယ်လို့မှတ်မယ်လူတွေကတရက်ကိုတစ်ခါလောက်ခိုးပြီးတော့တွားကြတယ်လို့မှတ်နံပါတ်9လုံးမြောက်ခဲကြီး9လုံးမြောက်ခဲကြီးကကြတော့ခါနာရာစုမဖြစ်မနေမပြတ်မကွက်ခါနာရာစုမဖြစ်မနေမပြတ်မကွက်သူများနဲ့တွေ့လို့ရှိရင်ဘီစုသူများနဲ့တွေ့ရင်ဘီစုလို့ရှိရင်ဘီစုနှလုံးသားမပြတ်မကွက်မဖြစ်မနေလှုပ်ဆောင်ပေးရတယ်လို့မှတ်နော်နှလုံးသားနဲ့ပတ်သက်လို့ရှိရင်မဖြစ်မနေလှုပ်ဆောင်ပေးကြရတယ်လို့မှတ်မယ်နှလုံးသားတောင်းဆိုတဲ့အခါမဖြစ်မနေလှုပ်ဆောင်ပေးရတယ်လို့မှတ်မယ်နှလုံးသားကတောင်းဆိုတဲ့အခါမဖြစ်မနေလှုပ်ဆောင်ပေးရတယ်လို့မှတ်မယ်အဲ့လိုမမှတ်ချင်ဘူးဆိုလို့ရှိရင်နှလုံးသားဆိုတော့အသေးမကွဲဘူးမဖြစ်မနေတတိထားရတယ်လို့မှတ်မယ်အသေးမကွဲဘူးမပြတ်မကွက်လို့အပ်တယ်အဲ့လိုမျိုးလဲတက်လို့ရတယ်ခါနာလာစုမဖြစ်မနေမပြတ်မကွက်ခါနာလာစုဆိုတာမဖြစ်မနေမပြတ်မကွက်ဤဆိုယောနာဆိုရင်လိုအပ်တော့ဤဆိုယောနာကလိုအပ်တော့အဲ့ဆိုရင်ဘယ်လိုမှတ်မလဲဆိုလို့ရှိရင်နှလုံးသားကတောင်းဆိုတဲ့အခါမဖြစ်မနေလှုပ်ဆောင်ပေးရတယ်လို့မှတ်ချင်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်နှလုံးသားလိုအပ်လာတဲ့အခါမပြတ်မကွက်လှုပ်ဆောင်ပေးရတယ်မဖြစ်မနေလှုပ်ဆောင်ပေးရတယ်အဲ့လိုမှတ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်အသေးမကွဲဘူးမဖြစ်မနေလိုအပ်တယ်အသေးမကွဲဘူးမဖြစ်မနေလိုအပ်တယ်အသေးမကွဲဘူးဒီမှာတစ်ချက်ဆိုတော့အသေးမကွဲဘူးမဖြစ်မနေလိုအပ်တယ်လို့မှတ်ချင်လဲရတယ်ဤဆိုယောနာလိုအပ်တော့နော်ခါနာလာစုမဖြစ်မနေမပြတ်မကွက်နံပါတ်8လုံးမြောက်ခဲကြတော့အီရူဆိုတာ irimas ကလာတဲ့ အီရူဆိုတာ irimas ကလာသူများနဲ့တွေ့လို့ရှိရင်ရောဒါလေးကိုဆက်လိုက်လို့မှတ်မယ်မိန်ကလေးဆက်လိုက်နော်ဘယ်လိုမှတ်မလဲဆိုလို့ရှိရင်သူ့ကိုကြတော့ဆက်လိုက်လို့မှတ်မယ်ဆက်လိုက်တောက်တာကိုတားဖို့ရောသူတွေ
ရောသူမိန်းကလေးလိုအပ်နေတယ်လို့မှတ်မယ်သူများနဲ့တွဲလို့ရှင်ရောသူများနဲ့တွဲလို့ရှင်ရောဆိုတော့သူများနဲ့တွဲလို့ရှင်ရောဆိုတော့ရောပါလို့မှတ်မယ်ဆက်လိုက်ဖြတ်ခိုင်းမှုဆက်လိုက်ဖြတ်ခိုင်းမှုမိန်းကလေးလိုအပ်နေတယ်ရောနော်လိုအပ်နေတယ်သူကမိန်းကလေးတိုင်းလိုအပ်နေတာမျိုးမဟုတ်ရောသူလေးကိုမှလိုအပ်နေတာမျိုးနော်ရောသူလေးကိုမှလိုအပ်နေတာမျိုး irimus လိုအပ်သည် iru နော်သူများနဲ့တွဲလို့ရှင်ရောသူများနဲ့တွဲရင်ရောဆက်လိုက်ဖြတ်ခိုင်းဖို့ဆက်လိုက်ဖြတ်ဖို့ဆိုရင်မိန်းကလေးနော်မိန်းကလေးရောမိန်းကလေးလိုအပ်တယ်လို့မှတ်မယ်ဆက်လိုက်ဖြတ်ဖို့ဆိုရင်ရောမိန်းကလေးလိုအပ်တယ်လို့မှတ်မယ်ဆက်လိုက်ဖြတ်ဖို့တော့မှာနော်ဘယ်သူမှဆိုမရဘူးမိန်းကလေးဖြစ်ပြီးဆိုရင်မရဘူးမိန်းကလေးဖြစ်ပြီးရောဆိုပြီးတော့အဲ့လိုမျိုးမရဘူး तू ကအရန်ကြီးများတယ်ရောသူမှရတာ तू ကအရန်ကြီးများတယ်နော်ရောသူမှရတာဆက်လိုက်ဖြတ်ဖို့ရောကမိန်းကလေးလိုအပ်တယ်လို့မှတ်မယ်ဒါဆိုရင်နှကမ်းပြီးသွားပါပြီဒီနေ့တော့နှကမ်းပြီးသွားပြီဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်